ပြောတော့ပဲပြောမလို့ဟိုတချင်းလေးပဲဖြစ်တယ်ယေစုချင်းပကွက်ကြပကွက်ဒီမှာဒါဖာလို့လားဖာလို့လားပကွက်ဒီလားလေဒါပကွက်လားဒါပကွက်လားဒီလိုမှမဟုတ်တာမယေနွားလေးအဲ့ပကားလေးဖာလို့ကားလို့နင်တို့ကယေစုချင်းပကွက်ကြလေးကနေပြီးပြပြီလေဖာလို့ယေစုချင်းပကွက်ကြဖာလို့လားချစ်တင်တုံးတာနော်မြန်မာကကိုမဖြတ်နဲ့အဲ့ဒါတကြတော့လူတွေကတော့မပြောကြဘူးမဆဲကြဘူးကြည်ကောင်းတယ်အဲ့တော့ကြည်ကောင်းမလေးဒီတိုင်းဒီချီနဲ့ကလည်း trend နဲ့ပြင်လို့တယ်လက်ခံနိုင်တယ်အဲ့မဲ့မြန်မာတချင်းတွေပကွက်ကြားဆိုဒီမှာပဲကွက်လိုက်ဒီမှာဘာမှလာကွက်ဆရာမလို့နော်အဲ့လောက်ထိလူပြအဲ့လောက်ထိဒီလိုမဖြစ်နဲ့လို့တိလားမလေးကောင်းကြီးကတချို့ကောင်းမှလည်းရှိတယ်နော်မှာဒါအမြောင်းလိုက်ဟာဝတ်ထားပြတယ်လေဒီစီချင်းတကယ်ကြီးလေးကနေပြီကြောင်တောင်ကောက်တော့